သက်ကြီးလာတဲ့ဖြစ်စဉ်မှာကျန်းကျန်းမာမာနဲ့အသက်ကြီးလာအောင်လို့ကူညီပေးတဲ့ပညာရက်ကိုကြတော့ anti-aging medicine လို့ခေါ်တယ်တယ်လိုမီယာလေးတွေတူသွားရင်အသက်တူသွားတာကိုရှည်သွားရင်အသက်ရှည်သွားတာကိုဟုတ်ကဲ့ဆိုတော့ nucleus ထဲမှာဒီအခုဒီတွန်းလေးတွေက chromosome လို့ခေါ်တယ်ပေါ့ဒီ chromosome အရေးအတွက်ပုံမူပြီးတော့တရဝါတွေကကွာခြားသွားတယ် probiotic က telomeres ကိုပိုရှည်အောင်လုပ်ပေးနိုင်တဲ့အပြင်ကျွန်တော်တို့ other lifestyle မှာလည်းလုပ်ပေးနိုင်တဲ့အရာတွေရှိတယ် other foods တွေမှာလည်းရှိတယ်ဗျာဒါအပြင် probiotic ကဒီ gene level တွေမှာဟုတ်ဘူးဆရာ gene level တွေမှာဟုတ်ဘူးတခြားကျွန်တော်တို့ gene level ဆိုလို့ရှိရင်တော့ကျွန်တော်တို့ invisible မမြင်ရအောင်ကျွန်တော်တို့ဓာတ်ရုပ်သွားကြည့်လို့မရအောင်ဟာဒီလိုမျိုးရှည်လာလားတူလာလားကျွန်တော်တို့ပြောလို့မရအောင်ကျွန်တော်တို့ပြောလို့ရတာဘာဖြစ်လဲဆိုတော့ရှင် probiotic ကလက်တွေ့အကျိုးပေါ့နော်ဒီလက်တွေ့အကျိုးရှိကိုကျွန်တော်နည်းနည်းလေးပြန်ခေါ်ရအောင်ကျွန်တော်တို့အခု gene level ထိရောက်သွားလို့ရှင်ကျွန်တော်အတွက်ကျွန်တော်တို့အတွက်အဆင်ပြေပြီမဲ့ဗျာတခြားလူတွေအတွက်အဆင်မပြေလို့တခြားလူတွေအတွက်အဆင်မပြေလို့ကျွန်တော်တို့ဒီဘက်ကိုပြန်ခေါ်ရအောင်အဲ့ဒီ agent ကတော့ပြန်နေတည်တဲ့ဗီဒီယိုမှာပြန်ပြီးတော့ဆွေးနွေးပါမယ်အခုကျွန်တော်တို့ဒီဘက်ကိုပြန်ခေါ်ရအောင်ပြန်ခေါ်ရတဲ့အခါကျလို့ရှိရင်ကျွန်တော် client နေတယ်မှာပေါ့နော်ကျွန်တော် client နေတယ်မှာအသက်ကြီးလာတဲ့အခါမှာအစာမကြေဖြစ်တဲ့လူတွေရှိတယ်ဘိုက်ပွားတယ်လေပွားတယ်ပေါ့နော်dry mouth တွေရတယ်အကောင်6တယ်လေပွားတယ်ဝမ်းချော်တယ်ဒါတွေကိုဆရာပေးတဲ့ acid probiotic ကိုကျွန်တော်ကပြီးကြည့်တယ်အရင်ဆိုတဲ့လူနာတွေကိုအရင်ကကောင်းမွန်နေတာမျိုးတွေ့ရတယ်ဟုတ်ကဲ့အရင်ကကောင်းမွန်တာဆိုတော့ဒါအသက်ကြီးတဲ့သူတွေထဲမှာသူတို့ရဲ့အစာချေတဲ့စနစ်အရင်ရုပ်ရော့သွားတယ်ရုပ်ရော့သွားတဲ့အတွက်ကြောင့်လို့ကျွန်တော်ကဒါကိုကူဖို့အတွက်ဒီ probiotic လေးပေးလိုက်တယ်ဒါကကျွန်တော်အတွေ့အကြုံပေါ့ကျွန်တော်အတွေ့အကြုံဆိုတော့ဒီ probiotic လေးကိုတောက်ကြည့်ပါတောက်ကြည့်တဲ့ခါမှာအများစုအဆင်ပြေသွားတယ်မတောက်ဘူးတဲ့လူလည်းတောက်လိုက်အဆင်ပြေသွားတယ်တခြား probiotic brand ကိုသုံးနေတဲ့လူကလည်းဒါကိုတောက်လိုက်ရင်တော်တော်အဆင်ပြေသွားတယ်တယောက် probiotic တစ်မျိုးစီမှာတော့အလှတစ်မျိုးစီပေါ့နော်သူရဲ့လှပုံလေးကတော့အသက်ကြီးတဲ့သူအတွက်ပို့ပြီးတော့တင့်တော်နေတယ်ယောဂများတဲ့လူအတွက်ပို့ပြီးတင့်တော်နေတယ်လို့ကျွန်တော်ကယူဆတယ် acid probiotic ကိုလေဒါကျွန်တော် client တွေမှာတွေ့ရတာပေါ့နော်ဆရာကရောဆရာရဲ့ client တွေထဲမှာဒီအစာရင်ဦးလန်းချောင်းနဲ့ပတ်သက်ပြီးတော့ acid probiotic အကျိုးပြုပုံလေးကိုရှိလားရှိလို့ရှိရင်ဝေမျှပေးပါဒါအပြင်ဒီ probiotic ကိုတောက်ပြီးတော့သူတို့အစာတွေကြေပြီးတော့နုပြိုမှုရလာတယ်ဆိုတာကနုပြိုလာတယ်ပေါ့အရင်အထက်ပို့ပြီးတော့အသားရည်တွေပို့ပြီးကောင်းလာတယ်လက်ဆက်လာတယ်ပေါ့ဆရာပြောတာနဲ့ကျွန်တော်ဆက်စဉ်းစားကြည့်တယ်ဒီလိုမျိုးလေးရှည်လာလို့လားပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ဆရာဒီ probiotic လေးကိုကျွန်မသုံးကြည့်တယ်သုံးကြည့်တဲ့2လထဲမှာဝမ်းလဲမှန်သွားတယ်ဆရာအစာကြည်တာလည်းတော်တော်လေးကောင်းသွားတယ်ဒါအပြင်ကျွန်မအသားရည်တွေလက်ဆက်လာတယ်ကျွန်မကိုနုပြိုသွားတယ်လို့ပြောကြတယ်ဟုတ်ကဲ့အဲ့ဒါလေးရောထီလိုမီယာဆရာပြောတဲ့ reaction လေးနဲ့ဆိုင်လားဒါဆရာသုံးသက်ပြပေးပါဦးပေါ့နော်ဆရာ probiotic ဆရာအရင်ထောက်ခံခဲ့တဲ့ probiotic ဆိုတော့ကျွန်တော်ကလည်းအခုထောက်ခံတယ်ပေါ့နော်အဲ့ဒါလေးကို check comment လေးလုပ်ပေးပါဦးဆရာဟုတ်ကဲ့အရင်တော့ဆရာကိုယ်တိုင်တောက်ကြည့်လိုက်တာပေါ့နော်တောက်ကြည့်လိုက်တော့အဆင်ပြေတယ်နောက်ကိုမိသားစုဝင်နေနောက်ကိုနဲ့ပြနေကြလူနာတွေကျွန်တော်တို့မျှဝေတာကိုအများတန်းတမိုးထားပြီးတော့လိုက်လုပ်တဲ့လူတွေပေါ့နော်အဲ့လိုအဖွဲ့တွေကိုအရင်ပေးကြည့်ရပေါ့ပေးကြည့် okay တဲ့ခါကျအခုကတော့ routinely ပေါ့နော်ပုံမှန်နဲ့သုံးပါတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလက်ရှိမြန်မာပြည်ရဲ့ဈေးကွက်ထဲမှာ quality ကောင်းတဲ့ probiotic တွေအများကြီးရှိရပေါ့ရှိရင်လည်းခုနလိုပေါ့လူနာတွေအတွက်ကိုအများနဲ့စဉ်းစားပေးရတာပေါ့ဆရာဝန်တယောက်နဲ့တဲ့ခါမှာသူတို့ကုန်ကြတဲ့ငွေကြေးနဲ့ထိုက်တန်တဲ့ value ပေါ့နော်ဒါလေးရစေခြင်းနဲ့အခုကကျတော့ယောဂအလုံးရဲ့အစာဦးလန်းချောင်းမှာဖြစ်နေတော့ဒီဦးလန်းချောင်းကျန်းမာသွားရင်ကျန်တဲ့ပြဿနာတွေကဆရာကပြောသလိုဖြည့်ရှင်းရတာလွယ်သွားတယ်ဟုတ်ပြီအဲ့တော့ဟိုအသက်အနေနဲ့တော့ဝင်းမယ်ဒါပေမဲ့အများနဲ့ဘိုက်ပွားနေတဲ့သူတို့ဝင်းအများနဲ့ချုပ်နေတဲ့သူတို့အစာနဲ့မှားတာနဲ့နော်အိမ်သာပြေးနေရတဲ့သူတို့ဒီလိုလူတွေအတွက်ကြတော့သူတို့ရဲ့နေ့စဉ်ဘဝမှာဒီဦးလန်းချောင်းကျန်းမာရေးမကောင်းတာသူတို့အတွက်တော်တော်ကြီးမားတဲ့အခက်အခဲတွေဘဝရဲ့အခက်အခဲစိန်ခေါ်မှုဖြစ်နေတာပေါ့နော်ဆိုတော့ဖြစ်နေတဲ့ခါကျတော့ဒီပြဿနာတွေပေါ့အစာတွေကြေသွားမယ်ဝင်ချုပ်တဲ့သူဆိုလည်းဝင်မှန်သွားမယ်အစာမှားတာနဲ့တွိုင်းလက်ပြေးနေရတဲ့သူကလည်းဒီလိုတွေမဖြစ်တော့ဘူးသူစားချင်တာလေးတွေစားလို့ရလာတယ်ဆိုရင် okay တာပေါ့ဆိုတော့ခါကျတော့ဒီ probiotic တခုဟိုရွေးချယ်တဲ့ခါမှာလည်းဒါကျွန်တော်တို့အခြေခံအားလုံးသိပြီးသားဖြစ်တဲ့ဘလို့အကောင်ကြီးဘယ်လောက်ကိုပေးမှလဲတထောင်တောက်လိုက်လို့ခဏကိုယ်လိုအပ်တဲ့ပမာဏပြည့်သွားတယ်ဆိုရင်တော့ဈေးနှုန်းနဲ့ဆိုရင်တော့ reasonable ဖြစ်တယ်တန်တယ်ပေါ့နော်တန်တယ်ပေါ့နော်ဆရာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစဉ်းစားတာပေါ့စဉ်းစားကြ SC ကကျတော့ तू အကောင်ကြီး name 1ကအကောင်ကြီးစုံနေပေါ့နော်ကျွန်တော်တို့ဒီဥသိမ်းဥမာကြီးမှာရှိတဲ့လိုအပ်တဲ့အကျိုးပြုပိုးတွေကို तू တော်တော်လေးစုံအောင်ထည့်ထားဟုတ်တယ်ပြီးတဲ့ခါကျတခြားအကျိုးကျေးဇူးတွေပေါ့နော်ဥမာပါနေကြ probiotic formula မှာပါနေကြအကောင်တွေပြင်နောက် तू ကဒီ hormone တွေကိုညီမျှစေတဲ့အကောင်တွေတို့နော်နောက်ပြီးတဲ့ခါကျလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့ potion တွေရဲ့အဆီတွေပေါ့အဲ့ဒါတွေကိုစားပြီးတော့အဲ့အဆီတွေကိုသုံးပလိုက်တဲ့အကောင်လေးတွေလည်းပါတယ်ပြီးတဲ့ခါကျလို့ရှိရင်အသားရည်အတွက်ကျတော့ तू ကတကယ်တော့ probiotic ကအသားရည်တွေဘယ်လိုကောင်းကျိုးပြုလဲဆိုတော့ तू ရောင်ရမ်းကြီးဖြစ်စေခုနပြောသလိုရောင်ရမ်းကြီးဖြစ်စေ तू short ချပေးရပေါ့နော်တက်တာစီရပေါ့ပြီးတဲ့ခါကျလို့ရှိရင် तू ကကျွန်တော်တို့စားရတဲ့အစားတောက်တယ်မှာအာဟာရဓာတ်တွေအများကြီးပါတယ်လေဆရာကပြောတယ်မှာဟင်းသီးဟီရက်ဒီတို့နော်ရေညှိလည်းပါတယ်တလဲသီးလည်းပါတာပဲတယ်လိုမီယာကိုကျန်းမာစေတဲ့အထက်မှာဗီတာမင် C လည်းပါတာပဲဗီတာမင် C ရဖို့ဆိုကျွန်တော်တို့ကရှင်းတဲ့အသီးတစ်ခုနေတဲ့စားလိုက်ရုံဆိုတော့ဒါမဲ့အဲ့ဒါတွေစားနေပေမဲ့ကျွန်တော်တို့အူလန်းချောင်းကစုပ်ယူလားမစုပ်ယူလားဆိုတာကြဘယ်သူမှမသိဘူးအဓိကပြဿနာကဒီဘက်ခေတ်လူတွေဒီငွေကြေးချမ်းသာတဲ့သူတွေမှာလည်းသူတို့မစားနိုင်လို့မဟုတ်ဘူးသူတို့စီးကမပြနိုင်လို့မို့သူတို့ပြတယ်စီးကူရဲ့နိုင်ငံခြားထိလည်းတွားပြကြတယ်
ဒါပေမဲ့ပြဿနာဘာလဲဆိုလို့ရှိရင်သူတို့ကျန်းမာခြင်းကိုရဖို့တော့ခက်ခဲနေကြတာရှိအဲ့မှာဘာလဲဆိုတော့စားပင်စားများတော့လေခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရကိုမရလိုအပ်တဲ့အာဟာရကိုမရတဲ့ခါမှာဒီအာဟာရနဲ့ခုနကပြောသလိုပေါ့ခန္ဓာကိုယ်ပြန်ပြုတ်ပြင်ပြီးနေကောင်းသွားမယ်ဖြစ်စင်မှာပြုတ်ပြင်ဖာထင်းစရာအာဟာရမရှိနေဘူးဘာကြောင့်လဲစားပင်မဲ့ဦးလန်းကြောင်မစုပ်ဘူးအဲ့ဒါ probiotic ကိုတောက်လိုက်မယ်ဆိုရင်သူကဦးလန်းကြောင်စုပ်နေသွားတယ်အဲ့လိုစုပ်ယူမှုအားပေးတဲ့အကောင်လေးလည်းပါတယ်ပြီးတဲ့ခါကျရင်ဒီဘက်ခင်မှာဒါကျွန်တော်တို့စေကူသားမှုနယ်ပယ်မှာပေကျူလှုပ်လို့သုံးနေတဲ့ပိုးသက်ဆေးတွေကက်ခဲပြောက်ဆေးတွေ steroid တွေဒီလိုဟာတွေတောက်နေပြီဆိုလို့ရှိရင်ဦးလန်းချောင်းတွေကထိလာတာပဲဒါပေမဲ့တစ်ဖက်ကလည်းကုသမှုအတွက်လိုအပ်တဲ့အတွက်ဆရာဝန်တွေကပေးနေရတယ်အဲ့ဒီခါမှာ probiotic ကဒီဦးနံရောင်ကျန်းမအောင်လုပ်ပေးလိုက်တယ်ဆိုရင်တော့သူကခံတာတယ်ပြီးတော့ခုနပြောသလိုတစ်ဖက်မှာယောဂအတွက်လိုအပ်လို့တက်ကြွနားတဲ့ဆရာဝန်တောက်တာတစ်ဖက်မှာဦးနံရောင်မထိအောင်သူကကာကွယ်သူဒိုင်းလိုမျိုးကာပေးထားတာပေါ့အဲ့လိုအကောင်လေးတွေလည်းပါတယ်ပြီးတဲ့ခါကျရင်ဆရာဖြိုးရေးမှုတဲ့ဆောင်းပါးလေးဆိုကျွန်တော်မျိုးမှတ်မိနေတာပေါ့နော်ဒီပိုးသက်စီတောက်လိုက်တယ်ပေါ့အခုကျွန်တော်တို့အခုဗျာလူတွေဖျားကြတယ်ကိုယ်တွေဖျားဆောင်းတွင်းတုပ်ကွေးတို့မျိုးစုံတွေဖြစ်ကြတယ်ပိုးသက်စီတောက်လိုက်လို့ရှိရင်သူကတော်ဟိုတဲ့စီလောင်းမိရှုလိုက်လို့ပဲဒါဆရာဖြိုးပြောတဲ့စကားပေါ့နော်အဲ့ဘာအပြင်းမှမရှိတော့အပြင်းနေမရှိပြဿနာတက်ပြီလေအဲ့လိုပဲဦးလန်းချောင်းမှာလည်းအကျိုးပြုဖို့တွေမရှိပြဿနာတက်ပြီဆိုတော့အဲ့အကျိုးပြုဖို့တွေပိုးသက်စီနဲ့တက်ပလိုက်တဲ့အခါကျတော့အကျိုးပြုဖို့တွေပြန်ဖြည့်ဖို့လိုတယ်ဒါပေမဲ့ဖြည့်တဲ့အခါမှာဆရာပဲပြောထားတာပေါ့နော်လူတက်ရှိဖြစ်တဲ့အတွက်ကျွန်တော်တို့တနေရာခီးသွားမယ်ဗျာကားရှိုံနဲ့မရအောင်ဘယ်ဟိုတယ်မှာတဲမှာလဲဘာစားမှာဒီလိုပဲပေါ့တက်ရှိတွေဖြစ်တဲ့အတွက်သူတို့နေရှင်နဲ့ဇီဝအတိုင်းမျိုးပေါ့ဆရာပြောတဲ့စကားပေါ့နော်အဲ့လိုမျိုးလေးလိုအပ်တယ်အဲ့ခါကျရင်ကျွန်တော်တို့ဟိုမွေးကင်းစားကနေနော်အသက်အရွယ်ထိ probiotic တွေပုံစံပြောင်းနေအဲ့တော့မွေးကင်းစားကလေးလိုကျွန်တော်တို့ဦးလန်းချောင်းပြန်ဖြစ်သွားတယ်။ဦးကနှုတ်သွားတာပေါ့နော်။နည်းနည်းနားလဲတယ်။ဦးနှုတ်တယ်ခေါ်တာပေါ့။ဦးနှုတ်တဲ့အခါကျအဲ့ဦးနှုတ်လေးမှာအတူတူကိုတွေစဖြည့်လိုက်တာ။ပြင်ပေးမြန်လား။ဦးနှုတ်တာထက်လေဦးနှုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာတွေအမှတ်မှားတာကွာ။ဦးနေရဖြက်စီးခံရပြီးတော့အတန်နုတက်တာအောင်မြင်တာပေါ့နော်။ကျွန်တော်ကဦးနှုတ်တယ်ဆိုတာတဲ့ဦးကလက်ဆက်နှုတ်ပြသွားတယ်လို့တော့ရင်ပိုကောင်းမယ်။အဲ့တော့ဒီဥမာပေါ့ပိုးသက်စီတောက်လိုက်တဲ့အခြေအနေမျိုးတွေမှာဆိုရင်ဒီဦးလန်းချောင်းမှာအကျိုးပြုပိုးတွေအကုန်လုံးကအကျိုးပြုပိုးတွေရောယောဂပိုးတွေတေသွားတာပေါ့နော်ဆရာအဲဆိုဆရာပြောသလိုဦးနံရံတွေကနှုတ်ပြလက်ဆက်ပြီးတော့သူကအတစ်ကလေးဖြစ်သွားတာပေါ့အဲ့လိုအခါမျိုးကြတော့သူကဒီပုံမှန်ပေးနေကြပေါ့နော်ဒီ probiotic တွေပေးရုံနဲ့မတူဒါကြောင့်မလို့ဒီကျွန်တော်တို့ probiotic ဆိုလို့ရှိရင်လည်းစေပညာရှင်တွေနားလည်ထားကြတယ်လူနိုင်လည်းနားဦးလန်းချောင်းအားစီးပေါ့နော်ဦးလန်းချောင်းတော့ကောင်းတယ်ဆိုပေမဲ့ probiotic မှာလည်းသူကအရန်ကျယ်ပြန့်ပါတယ် probiotic ကအမြင့်ဆုံးလို့အောင်ပြောလို့ရတယ်ဒီဦးလန်းချောင်းရဲ့ပညာရဲ့ဘိုင်းမှာဆိုရင်အဲ့ခါကျတော့ပြန်ပြီးတော့ဒီဦးနံရောင်ပြန်တိဆောက်တဲ့ခါမှာကျတော့ဒီကျွန်တော်တို့ငယ်စဉ်ဘဝတုန်းကကိုခန်းစနစ်ကိုတိဆောက်တဲ့ချိန်မှာရှိတဲ့ပိုးတွေဟာမျိုးလေးတွေတောက်ပေးရတယ်ပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင် infantis လို့အကောင်မျိုးလေးပေါ့နော်ဆိုတော့ infant ဆိုတဲ့အဓိပ္ပာယ်ကလာတာပေါ့ infant ဆိုတာဒါမွေးကင်းစားကနေတစ်နှစ်ထိကိုကျွန်တော်တို့တစ်လကနေတစ်နှစ်ထိပေါ့နော်ကာလာကို infant လို့ခေါ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပိုးလေးတွေဆိုလို့ရှိရင်ဒါအဲ့လို infantis လို့ပါတဲ့ probiotic ဆိုကြတယ်သူကနည်းနည်းရှားသွားအောင်အဲ့ခါကျကျွန်တော်တို့ကလူနာတွေဘယ်လိုပြောလဲဆိုတော့ဟုတ်ပြီတချို့တွေဆိုလို့ရှိရင်လည်းအစောကြီးတဲ့သူတို့စာတွေဖတ်တယ် line ပေါ်မှာဒီ blog တွေကြည့်ပြီးတော့သူတို့ probiotic တောက်တာပြောရမယ်ဆိုကျွန်တော်တို့ထပ်အောင်နှစ်ကြာတယ်ပေါ့နော်တရက်မပြတ်တောက်တယ်ဆိုလူနာဆရာကျမ probiotic တရက်မပြတ်တောက်တယ်ပေါ့နော်တွေ့ဘူးတယ်ဒါပေမဲ့သူဦးလန်းချောင်းကထင်တယ်လို့မကောင်းဘူးအဲ့ခါမှာကျွန်တော်တို့ကဆရာဝန်စဉ်းစားတာပေါ့သူဘာလို့ဦးလန်းချောင်းမကောင်းတာလဲသူစားတောက်တယ်လဲဆင်ကျင်တယ်ဈေးလည်းတခြားတောက်တယ်ဖြစ်သက်ဆိုင်လဲတော့ဘာလို့မကောင်းလဲဆိုကြည့်လိုက်တယ်မှာခုနပြောသလိုပေါ့နော်သူကသူ့ဖြစ်ရမယ်ပိုးနဲ့သူ့ဖြစ်ရမယ်အခြေအနေနဲ့ကအဝင်ခွင့်ကြမဖြစ်နေရမျိုးလေးရှိတယ်အဲ့ခါကျတော့ဟာအမအဲ့ဒါဆိုအမကဘိုးသက်စီတွေတောက်နေရတယ်သူယောဂတစ်ခုခုကြောင့်ပေါ့နော်ဘိုးသက်စီတွေခဏတောက်ရတယ်ဒီမှာစီးကျိုသမားတွေပါတယ်ဆိုရင်ဖျားပြီးဆိုရင်ဘိုးသက်စီကတောက်အောင်လေဆိုတော့ဒါမျိုးလေးဆိုလို့ရှိရင်ဒီလိုမျိုး infantil ပါတဲ့ formula တွေရွေးဝယ်ရမယ်ဒါမျိုးလေးရှိပြီးတော့နောက် IBS သမားတွေပေါ့နော်ဆရာ IBS သမားတွေကျတော့သူတို့က IBS ကသူကတက်တန်းစီလည်းနေနိုင်တယ်ပြီးတော့ဒီကန်ဆာတွေလည်းပြောင်းမသွားဘူးပေါ့ IBS တည်တန်းကနေတော့ဒါပေမဲ့သူတို့ကနေစဉ်ဘဝမှာသူတို့ရဲ့ဘဝဒီ quality of life ကကြာတယ်ရန်လဲဂိူးနာအိမ်သာရှာနေရတာတစ်ချိန်လုံးအိမ်သာရှာနေရတယ်ချုပ်တဲ့ဖွဲ့တွေဆိုလဲတအားချုပ်တာဟိုကျွန်တော်ငယ်ငယ်ဆိုတွေ့ပြီးတော့သူကလည်းခီးသွားလို့ရှိရင်သူ့ဘိုက်လေးကိုပို့ပြီးငါဝင်မသွားသေးဘူးဒီမှာလည်းငါ3ရက်ရှိပြီဝင်မသွားသေးကျွန်တော်ကစပါလို့မင်းကဟိုအိမ်သာရွေးလို့လားမရှက်လို့လားအဲ့လိုလည်းမဟုတ်ဘူးအဲ့ဒါကငါရှက်လို့မရှက်အိမ်သာလည်းမျိုးအိမ်သာကလည်းကောင်းတဲ့အိမ်သာတွေပဲကျွန်တော်တို့တဲကြတာဒါပေမဲ့ तू ဘလို့မသွားလို့မရ तू ရေး तू ကငါတိုင်းလည်းမသွားသေးဘူးငါအဲ့လို तू စိညက်တာပေါ့နော်အဲ့တော့ချုပ်တဲ့အဖွဲ့တွေဆိုလဲတနာဖို့ကောင်းတယ်ဟိုဝင်သွားတဲ့အဖွဲ့တွေဆိုလဲကျွန်တော်တွေ့ဘူးတဲ့ဒီအမေရိကလူနာတယောက် online ကနေပြရတယ်အဲ့ညီလေးဆိုရင် तू ကဘွဲလဲရပြီးဘာလို့မလုပ်လို့မရဘူးဘာလို့ဆိုတော့ तू နေရဲ့အဆောင်နဲ့ तू လောက်ရမယ့်အလုပ်ကအနည်းဆုံး45မိနစ်ဒီဟို sky train စီးရတယ်ပေါ့နော်အဲ့နဲ့ဟိုအဲ့ဆိုကျွန်တော်နောက်ဆုံးအဲ့ဆို miss sky train မစီးနဲ့မြေရောထားမိုးပြန်ထိုင်မစီးနဲ့တော့7နဲ့သွားဆိုလဲ7နဲ့ကြာလဲနေတိုင်းဒီလောက် तू မနင်းနိုင်ဘူးဆိုတော့ဘာလို့ဆိုတော့ तू ကနိုင်ဝက်တစ်ခါလောက်ကိုတွိုင်းလက်ကသွားနေရတယ်ဒီ breakfast စားသွားပြီပေါ့နော်မနက်စာစားပြီး quality of life ကတော်တော်ဆိုးသွားဆရာတော့သွားရဲဆိုအဲ့လိုလူတွေမှာကြတော့သူ့ရဲ့ဒီဦးနံရံလေးဦးလန်းချောင်းလှုပ်ရှားမှုလေးပုံမှန်သာဖြစ်သွားမယ်ပေါ့ဥပမာပါတဲ့ဖွဲ့ကပုံမှန်လေးဖြစ်သွားမယ်ချုပ်တဲ့ဖွဲ့ကလည်းပုံမှန်လေးသွားမယ်ဆိုရင်သူ့ရဲ့ quality of life ကအရင်ကောင်းသွားမယ်အဲ့လိုမျိုးကြီးကြလို့ရှိရင်ဒီ page ကြီးရပေါ့နော် IBS မှာကျွန်တော်တကယ်ချင်းနေမှာလည်း IBS သမားကြီးရှိတယ်စိတ်ဝင်နေတယ်မှာဆိုတော့ page ကြည့်လိုက်တဲ့ခါမှာသူကခုနလို formula လေးက
စုံပြီး ဆိုပြီးတော့လှလှဖဖလေးဖြစ်သွားတယ် harmonious ဖြစ်သွားတာပေါ့ဆရာ စင်ပြေတာကိုတွေ့ဟုတ်တယ်ဆရာ ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ဒီကျွန်တော်လည်းခုပုံမှန်ဆိုရင်အစားတောက် view ဆိုင်ပါတယ်ကိုယ်လည်းဆရာဝန်ဆိုတော့ဒါပေမဲ့စားမိနေရရှိရပါတော့အဲ့ခါကျတော့ probiotic လေးကိုပုံမှန်ကိုကတောက်ပြီးရပါတောက်ပြီးတဲ့ခါမှာပို့ပြီးနေလို့ကောင်းတယ်ပြောခုနလိုပေါ့ဟိုခီးသွားမတို့အစားမတို့တောက်တဲ့ဆိုင်ပုံမှန်လေးကိုပုံမှန်မိဝဲ regular တောက်ပြီးတဲ့ခါမှာပို့ပြီးတော့နေကောင်းတယ်ဆိုတော့ဒါသိကြတယ်ပေါ့နော်ဒါစာရရောကိုယ့်ရဲ့ကိုယ်တွေ့ရအောင်ပေါ့ဆရာအနေနဲ့လည်းဒီလို C probiotics လိုမျိုး formula ကလည်းရန်ကောင်းနေတဲ့ခါကျတော့လေဆရာဒီ C probiotic လေးပေးကြည့်တဲ့ခါမှာမှတ်ရရပေါ့နော်အဲ့လိုထူးခြားခြားတွေ့ကြုံလေးရှိရင်လည်းပြောပြပေးပါဦး ဟုတ်ကဲ့ဗျမှတ်မှတ်ရအတွေ့အကြုံဆိုတော့ကျွန်တော်နှစ်ခုပြောပြဖို့ရွယ်ထားတယ်ပထမတစ်ခုကကျွန်တော်ရဲ့ personal life မှာတွေ့ရတဲ့အတွေ့အကြုံဒုတိယကတော့ကျွန်တော်ရဲ့ professional life မှာတွေ့ရတဲ့အတွေ့အကြုံပေါ့နော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ကကျန်းမာရေးမကောင်းတဲ့လူတွေကကျွန်တော်ရှေ့လာပြီးတော့ဆွေးနွေးကြတယ်ဆွေးနွေးတဲ့ခါမှာသူ့ရဲ့စိတ်ကောရုပ်ကောပြင်ရတာပေါ့နော်တခါတရံကြောင့်ရင်တော့ဖြစ်စစ်စာတွေတောက်ချင်လို့ဖြစ်စစ်စာပေးရတဲ့အပိုင်းတွေရှိတယ်ပေးရတဲ့အပိုင်းမှာလည်းအားလုံးကတော့ကျွန်တော်ရှေ့ရောက်လာတဲ့လူအားလုံးကတော့ဆရာကြီးတွေဗျဆရာကြီးတွေဆိုတော့ probiotic ကိုတော့တောက်ထားကြတာပဲ probiotic ဆိုရင်မြန်မာပြည်ကထုတ်တဲ့ဒိန်ညင်စီကအစတခါတခါကျရင်သူတို့ပြောတယ်ဒါကအမေရိကန်မှာဝယ်တာဒေါ်လာ100လောက်ရှိတယ်ပေါ့ဆိုတော့ကျွန်တော်မြန်မာငွေနဲ့ဆိုရင်ဒီကိုရောက်ရင်9သိန်းလောက်ရှိတဲ့ probiotic ပေါ့နော်ဒီလို probiotic တောက်တဲ့အဆင်မပြေဘူးပေါ့အဆင်မပြေဘူးပေါ့ဘယ်လိုဖြစ်လဲပေါ့အဲ့ဒါဆိုဆရာပြောသလိုပဲသူရဲ့ဇင်းမြစ်ပေါ့နော်ဖြစ်စီတဲ့ဇင်းမြစ်ကိုကျွန်တော်ရှာပေးရတယ်ရှာပေးရတယ်ဆိုတော့စုံကြည်စံကြည်မေးရတာပေါ့နော်ရောခါအောင်ရောင်းစစစ်တန်းစစ်တလို့မေးရတယ်အဲ့ထက်မှာပထမဆုံးအတွေ့အကြုံအားချတော့အမျိုးသမီးတစ်ယောက်ဗျသူကအခုနောက်ပြောတဲ့နိုင်ငံခြားမှာဒေါ်လာ100လောက်ပေးရတယ် probiotic သူပြောတာပဲဒါပေမဲ့ကျွန်တော်ဒေါ်လာ100ရှိတဲ့ probiotic တော့ကျွန်တော်အခုချိန်ထိရှာမတွေ့သေးဘူးအလုံး30နဲ့သူကပြောတာတော့ဒေါ်လာ100လောက်ကျတယ်ပေါ့နော်အဲ့ probiotic ကိုသူတောက်တယ်ပေါ့အဆက်မပြေဘူးဆိုလိုတာအရန်သေးကြီးရဲ့အရန်သေးကြီးတာပေါ့အမှန်တကယ်တော့လူတွေကလည်းဒီက ecocentric ဖြစ်တာ哦 ecocentric ဖြစ်တော့သူဥစ္စာမှသာအကောင်သူ့ယောဂကဘယ်သူမှမကုနိုင်ဘူးပါဒီလိုမျိုးလေးနည်းနည်းလေးရှိတာ哦ရှိတဲ့ခါမှာသူကရောက်လာတော့မရဘူးပေါ့အဲ့ဆို SC probiotic လေးကိုကျွန်တော်ပေးကြည့်တယ်ဆိုဒါကကျွန်တော်စဉ်းစားလိုက်တာပေါ့နော်ဘယ်လိုစဉ်းစားလိုက်လဲဆိုတော့သူတကယ်ဖြစ်တာလည်းဖြစ်ချင်းဖြစ်မယ် ecocentric အရာဈေးကွက်မှာရှိတဲ့ဒီအတ္တဗဟုပြုဝါဒအရာဈေးကွက်မှာရှိတဲ့ probiotic ကသူ့ကိုမတူးတော့ဘူးပေါ့ဒါဆိုတော့ဒါလေးကအကောင်းစားလေးပါဒါလေးကတော့စိတ်ကိုသူစိတ်ကိုပြန်ပြင်ပေးလိုက်တာပေါ့ဒီ review လေးပေးလိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းတောက်တာအဆင်ပြေတယ်ပေါ့အားနဲ့သူ့ပေးလိုက်တဲ့အချိန်မှာနှစ်ပတ်လောက်ရောက်လာတဲ့အချိန်မှာသူကောင်းတယ်ဆိုတဲ့ဥစ္စာဖုန်းဆက်ပြီးပြောတယ်အများစုကကွာဒီမြန်မာပြည်မှာရှိတဲ့အများစုကသူကဘလို့လူမျိုးတွေများလဲဆိုလို့ရှိရင်မကောင်းဘူးဆိုရင် complaint လာတယ်ချက်ချင်းဟုတ်ကဲ့ဒါပေမဲ့ကောင်းတယ်ဆိုလို့ရှိရင်ဖုန်းအားဖြင့်စာအားဖြင့်ဘယ်သူမှမပြောကြဘူးဖုန်းအားဖြင့်စာအားဖြင့်မပြောကြဘူးကျွန်တော်ဒါကကျွန်တော်တွေ့ဘူးတဲ့အတွေ့အကြုံပေါ့နော်ဒါပေမဲ့ဖုန်းဆက်ပြီးပြောတယ်တနည်းအားဖြင့်ပြောလို့ရှိရင်တော့ဒီအမျိုးသမီးတစ်ယောက်ကတကယ်မကောင်းမဲနဲ့ကောင်းတာမပြောရတဲ့ကြောင့်မလို့တကယ်ကျွန်တော် appreciation လဲရတယ်ပေါ့နော်ဒီ probiotic ကိုအဲ့ဒါကြောင့်မလို့ဒီ top ထိလက်ခံလိုက်တာပေါ့ဟုတ်ကဲ့ပါနောက်တစ်ချက်ကျတော့ကျွန်တော် personal life ကျွန်တော်ရဲ့ personal life မှာကျွန်တော်ကအသက်ကြီးတဲ့တနည်းအားဖြင့်ပြောလို့ရှိရင်တော့ဆရာဝန်ကြီးတွေနဲ့လည်းတွဲတယ် psychologist တွေနဲ့လည်းတွဲတယ်တကယ်လုပ်ငန်းရှင်တွေနဲ့လည်းတွဲတယ်သူတို့နဲ့ဆိုအရင်ကျွန်တော် burden ဖြစ်တာဆိုသူတို့ကညီးတယ်သူတို့ပြောပြတဲ့ဥစ္စာတွေပေါ့နော်အဲ့ချိန်မှာကိုကကဲကလေးပစ္စည်းလေးပေါ့နော်ဟို student လိုပဲနေရတယ်ပြီးရင်ကျွန်တော်ကနောက်တစ်ခါကျွန်တော်ထက်ငယ်တဲ့လူတွေနဲ့ကျွန်တော်ကလည်းအပေါင်းအသင်းလုပ်ပြအောင်အပေါင်းအသင်းလုပ်တဲ့ခါကျရင်ငယ်တဲ့လူတွေအပေါင်းအသင်းလုပ်လို့ရှိရင်တော့ဖုန်းကြီးချောင်းမဟုတ်ဘူးလေရိတ်တာမဟုတ်ဘူးလေတီးရှော့မဟုတ်ဘူးလေဘားသွားကြတယ်ကျွန်တော်ဘားလဲတောက်တဲ့အချိန်မှာကျွန်တော်တကယ်ချင်းလေးတစ်ယောက်ရှိတယ်အဲ့တကယ်ချင်းလေးတစ်ယောက်ကကျတော့သူဒီနေ့အစာရင်အောင့်နေလို့တဲ့တောက်လို့မရဘူးပေါ့နော်ဒါပေမဲ့အရက်မတောက်ရင်စကားပြောလို့မကောင်းဘူးပြီးရမတောက်တယ်အဲ့ဒါကျွန်တော်ကလည်းဒီ SC မှာစာချေးအထုပ်လေးတွေရှိတယ်အဲ့လိုမျိုးအထုပ်လေးတွေရှိတယ်အဲ့ဒါကိုသူပေးလိုက်တော့သူတောက်လိုက်တယ်ပေါ့နော်တောက်လိုက်ပြီးတော့အရက်လက်တောက်သွားတယ်အရင်တော့ဆိုရင်သူကအရက်တောက်ရင်အစာမကြေဘူးပေါ့နော်စားလိုက်တယ်တောက်လိုက်တာနဲ့အစာမကြေဘူးပေါ့ဒါပေမဲ့အိစာချီတောက်ပြီးတဲ့နောက်ပိုင်းမှာဒီအထုပ်ကလေးပေါ့နော်အဲ့ဒါလေးတောက်ပြီးတဲ့နောက်ပိုင်းမှာသူအစာကြေတယ်ပေါ့အဲ့ဒါနဲ့အရက်တောက်ကျွန်တော်ကနှစ်ပတ်တစ်ခါလောက်ဘားထိုင်ကြတယ်ဘားထိုင်တယ်သူအဲ့လိုမျိုးတစ်ထုပ်ယူသွားပေးရတယ်ယူသားပေးရတယ်အော်အဲ့ဒါဆိုတော့ငါတို့လည်းနောက်ပိုင်းခီးတွေပိုင်းထွက်လို့ရှိရင်ပေါ့နော်ဒီအထုပ်ကလေးပေါ့ probiotic ပေါ့ SC က probiotic ထုပ်ကလေးဒါကျွန်တော်ကိုယ်တိုင်တော့မတောက်ဘူးပါဘူးဒါအပြင်ကလက်ဆောင်ပေးနေသိရတဲ့အတွေ့အကြုံပေါ့နော်ကျွန်တော်လည်းခီးတွေပိုင်းထွက်ဒါလေးယူသွားမလားပေါ့နော်အဲ့ဒါကကျွန်တော်ရဲ့အတွေ့အကြုံပါပဲအခုဆိုလို့ရှိရင်ကျွန်တော်တစ်ဖွဲ့9ယောက်ထိုင်နေဆို9ယောက်တလုံးအဲ့အထုပ်လေးတွေလက်ဆောင်ပေးရတယ်။ဘာကြောင့်လဲဆိုတော့မနေ့ပိုင်းနာတာတက်တာပေါ့နော်။အဲ့ဒါနဲ့အရက်တောက်ရင်တော့မှဒီကောင်လေးကအထူးပြုတယ်ပေါ့ကျွန်တော်တို့နည်းနည်းလေးဒါလေးကိုပြန်ပြီးလေ့လာရမယ်ဆိုတဲ့အပိုင်းလေးဖြစ်သွားတယ်ပေါ့နော်။နောက်တစ်ခါကျွန်တော်တို့တွေ့ဖြစ်ချလို့ရှိရင်အရက်တောက်တဲ့အချိန်မှာ probiotic တောက်လို့ရမရတစ်ချက်ဆွေးနွေးကြတာပေါ့ကျွန်တော်တို့လည်းနည်းနည်းလေးလေ့လာကြပြီးတော့လေနော်။ဒီနေ့ကတော့များပြီထင်တယ်။ဒီမှာပဲအဆုံးသတ်လိုက်အောင်ဟုတ်ကဲ့ပါဆရာအဲ့တော့ကျွန်တော်တို့ကဒီနေ့ဆွေးနွေးတာအဓိကဦးလန်းချောင်းကျမကြီးလည်းပြောပြသွားတယ်ဟုတ်တယ်အတွေ့အကြုံလေးတွေပြောပြသွားတယ်အခုကကြတော့ဆရာပြောသလိုပေါ့နော်လူနာတွေအတွက်မိတ်ဆွေတွေအတွက်မြင်ကောင်းမြင်နေရဆိုပေမဲ့လည်းကျွန်တော်တို့သိတာတွေအများကြီးပြောပြခြင်းနဲ့ဆန္ဒရှိနေတယ်ပေါ့နော်အဲ့ခါကျတော့ဒီ NDA ချင်းနဲ့ပတ်သက်ပြီးတယ်လိုမီယာအကြောင်းကိုလည်းဟိုပေါ့နော်ကြွယ်လို့ရတာပေါ့နော်ဟုတ်တယ်အခြားနိုင်လည်းပဲပေါ့ဆရာနိုင်ငံခြားဆရာဝန်တွေရဲ့လူနာတွေ client တွေသိနေဆိုကျွန်တော်တို့လူနာတွေလည်းကျွန်တော်တို့ကသိစေချင်တယ်လေအဲ့လိုစိတ်စေတနာလေးနဲ့ပြောပြအစပိုင်းတော့ဘယ်လိုပြောမလဲစိတ်ဝင်စားတဲ့လူကတော့အစပိုင်းထောင်နားထောင်တဲ့အချိန်မှာပြင်းကောင်းပြင်းပါပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့နားထောင်လိုက်လို့ရှိရင်တော့တ
ဒါလေးကတော်တော်လေး အကျိုးရှိရ အကျိုးရှိ ဒီကသူတို့အကျိုးရှိရပေါ့ ဘူး ဘူးတူတာရယုံတတ်တော့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဆွေးနွေးပေးခဲ့ဖြစ်ပါတယ်ကြည့်ရှုပေးရလဲကျေးဇူးအများကြီးတင်တယ်ဒီခါကျနောက်ပိုင်းတွေမှာလည်းကျွန်တော်တို့ကဒီထက်ပိုကောင်းတဲ့ခေါင်းစဉ်တွေကိုလည်းဆရာချင်းရအောင်ဆက်ပြီးတော့ဆွေးနွေးကြအောင်ပါဆိုတော့ဟုတ်ကဲ့ရမယ်နော် ဟုတ်ကဲ့ဗျ လမ်းကြောင်းကျန်းမာနုပြိုလှပစေဖို့ SC Probiotic နေ့စဉ်တောက်စု